ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Display Pay ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ Display Pay ကဆိုရင်တော့ Starlink Pay တွေကိုမြန်မာပြည်တွင်းမှာ KPay, WePay, ARPay စတဲ့ local pay တွေနဲ့လွယ်လွယ်ကူကူလုံခြုံစိတ်ချစွာမြန်မြန်ဆန်ဆန်နဲ့ဝန်ဆောင်မှုပေးနိုင်အောင်လို့ကျွန်တော်တို့ဆောင်ရွက်ပေးတာဖြစ်ပါတယ်ကျွန်တော်တို့အဖွဲ့က Display Pay ဆိုရင်ဖြင့်ကျွန်တော်တို့ဒီ Visa Card မရှိတဲ့သူတွေ Master Card မရှိတဲ့သူတွေနိုင်ငံခြားအကောင့်မရှိတဲ့သူတွေစဖြင့်ပြည်တွင်းမှာ Starlink Pay ဆောင်ဖို့ခက်ခဲနေတဲ့သူတွေအတွက်ပြီးတော့ agent ကျွန်တော်တို့စိတ်မချတဲ့ agent တွေစဖြင့်အဲ့လိုမျိုးတွေအတွက်ကိုကျွန်တော်တို့ကနေပြီးတော့ကြားရကနေလုံခြုံစိတ်ချတဲ့ platform တစ်ခုကနေပြီးတော့ web application တစ်ခုနဲ့ကျွန်တော်တို့ကြားကန်ပြီးတော့ကျွန်တော်တို့ဆောင်ရွက်ပေးတာဖြစ်ပါတယ်အားလုံးပဲစိတ်ချစွာနဲ့လုံခြုံစွာနဲ့ဒီ Display Pay ကနေ Starlink Pay တွေကိုဆောင်လို့ရပါပြီဆိုတဲ့အကြောင်းကိုမိတ်ဆွေတို့တင်ကောင်းပြောပြလိုက်ပါဖြစ်ပါတယ်ကျွန်တော်တို့ Display Pay ကို Starlink Pay ဆောင်ဖို့အတွက်ကိုအရေးကြီးဆုံးအချက်အနေနဲ့ Starlink မိတ်ဆွေတို့ရဲ့ Starlink account ထဲမှာကျွန်တော်တို့ရဲ့ Display Pay ရဲ့ကျွန်တော်တို့ Gmail နဲ့ Display Pay ရဲ့ကျွန်တော်တို့အချက်လက်တွေကိုဖြည့်ပေးရမှာဖြစ်ပါတယ်ဒါမှသာလျှင်ကျွန်တော်တို့ကမိတ်ဆွေတို့ရဲ့ Starlink account တွေကိုဝင်စစ်ပြီးတော့ဝင်ကြည့်ပြီးတော့ကျွန်တော်တို့ဆောင်ပေးလို့ရမှာဖြစ်ပါတယ်ဟုတ်ကဲ့အခုရှေ့ဆက်ပြီးတော့ကျွန်တော်တော့ပါမယ်